ဘယ်ကောင်လက်ဖျားနဲ့တို့ရဲလဲကြည့်ကြသေးတာပေါ့ဥက္ကဋ္ဌကြီးအပြင်စည်းရဲ့392ရောက်မြောက်တပည့်ရင်ကြောက်ချမ်းခေါ်ပါကျွန်တော်မျိုးလာနောက်ကျသွားတဲ့အတွက်အပြစ်ပေးတော်မူပါရှင်မင်းရဲ့ခွေးတွေကငါရိုးတွေကိုတစီရိုက်ချိုးပြီးငါမိမကိုခေါ်သွားမယ်လို့ပြောနေရဲ့လေကြောက်ချမ်းခေါ်မင်းရဲ့ဒီရှက်ရှိကော်ပိုရေးရှင်းကဒီကဘာပေါ်မှာဆက်ပြီးမတိရှိကျင်တော့ဘူးထင်တယ်အရှင်ကျွန်တော်မျိုးတကယ်ပဲဘာမှမသိခဲ့ရပါဘူးဗျဘာမှမသိဘူးဟုတ်လားမင်းရဲ့လက်အောက်ကလုံခြုံရေးဒါရိုက်တာကမင်းမွေးထားတဲ့ခွေးယူတွေကိုခေါ်ပြီးငါမိမရဲ့ဆိုင်ကိုလာဖျက်ဆီးတယ်ပြီးတော့ငါလက်ချေတွေကိုပါရိုက်ချိုးဖို့လုပ်နေကြတယ်ကြောက်ချမ်းခေါ်မင်းရဲ့ဘာမှမသိဘူးဆိုတဲ့စကားတခွန်းကတော်တော်လေးပေါ်ပြက်ပြက်နိုင်လုံးတာပဲဝမ်ဟိုင်အပြောင်းမင်းတို့အမေလုံးမသားတွေဥက္ကဋ္ဌကြီးကျွန်တော်မားသွားပါပြီဒီလိုဆရာကြီးမှန်းကျွန်တော်တကယ်မသိလို့ပါသွားသေးလိုက်စမ်းငါခြေတော့ထော်ဆန်းအရှင်ဒီတိရစ္ဆာန်နှစ်ကောင်ကိုဘလို့ပြစ်ပေးရမလဲအရှင်ရဲ့စကားတခွန်းတိုင်းပါပဲတခင်ကြီးအားလုံးစုံစမ်းပြီးပါပြီဝမ်ဟန်ရဲ့နိုင်ငံရခြားကပုဂ္ဂလိကဘဏ်ကောင့်3ခုပြည်တွင်းကဇိန်ခံဘီလာနှစ်လုံးနဲ့သူ့နာမည်ပေါက်ရှိသမျှပိုင်ဆိုင်မှုအားလုံးကိုလွန်ခဲ့တဲ့3မိနစ်ကပဲလုံးဝချိတ်ပိတ်ကိုဝင်သွားလိုက်ပါပြီနောက်ပြီးအပြောင်ဆိုတဲ့လူမိုက်ကောင်ရဲ့နောက်ွယ်ကမောင်ခေါင်ဝေချေးလုပ်ငန်းတွေနဲ့ဖျော်ဖြေရေးကလပ်တွေကိုလည်းဥပဒေရေးရာဌာနကနေအကုန်လုံးတင်ဆေးလိုက်ပါပြီအခုဆိုသူတို့မှာပြားမှမရှိတော့တဲ့အပြင်တန်းနဲ့ချီတဲ့တရားဝင်ကြွေးတွေပါပြီးသွားပါပြီဒီကောင်တွေတစ်သက်လုံးလူလောကရဲ့အောက်ခြေရွှွန့်တွင်ထဲမှာခွေးလိုဝက်လိုပဲကုန်းရုံးရှင်တန်သွားရတော့မှာပါမလုပ်ပါနဲ့မလုပ်ကြပါနဲ့ဥက္ကဋ္ဌကြီးကဲပါဦးဗျာလက်ဆန်းဒီကောင်တွေကိုဆွဲထုတ်သွားစမ်းဒီညနောက်ပိုင်းဒီကျန်းချံမျိုးရဲ့ပထောက်မှာမဆိုသူတို့အသက်ရှူတန်ကြားနေရသေးရင်ကြောက်ချမ်းခေါ့မင်းလည်းငါရှိကိုလာပြမနေနဲ့တော့အမိတ်တိုင်းပါအရှင်သူတို့ကိုလူလောကထဲကနေလုံးဝအဆပြောက်သွားစေရပါမယ်တောင်းပန်ပါတယ်ချင်းအားမင်းကိုဒီလောက်ကြာကြီးဖုံးကွယ်ထားခဲ့မိလို့လင်းရွံရှင်ကတကယ်တော့ဘာတူလဲငါကမင်းအတွက်နေ့တိုင်းအကင်ကင်ပေးနေတဲ့လင်းရွံပါပဲမင်းနဲ့အတူဈေးပတ်ဝယ်ပေးတတ်တဲ့လင်းရွံပါပဲဒါပေမဲ့လည်းအကင်ဆိုင်ပိုင်ရှင်ဆိုတာအပြင်ငါမှာနောက်ထပ်မန်တလုံးရှိသေးတယ်အဲ့ဒါကတော့ဒီကဘာပေါ်မှာမင်းကိုဘသူကမှလာပြီးအနိုင်ကျင့်လို့မရအောင်ကာကွယ်ပေးနိုင်တဲ့အဆင့်တန်းမျိုးပဲညက်လဲနဲ့ပြီးလေလဲတိုက်နေတယ်သွားကြစို့မိန်းမဆိုင်လဲမသိမ့်တော့ဘူးငါတို့အိမ်ပြန်ရအောင်ရှင်နဲ့အရှင်မောက်ကိုရိုသေးစွာနှုတ်ဆက်အပ်ပါသည်ခင်ဗျာရေနွေးလေးနင်းနေတောက်လိုက်ဦးလန့်သွားတာတက်တာသွားအောင်လင်းရွံငါတို့အခုပဲကိုသွားနေတာလဲအဲ့ဒီဥက္ကဋ္ဌကြီးကြောက်ကဘာလို့မြေကြီးပေါ်ဒူးထောက်ပြီးရှင်ကိုအရှင်လို့ခေါ်ရတာလဲတခင်ကြီးတန်းကောင်ရန်စင်းရှင်းလင်းမှုပြီးပါပြီဒါကတော့လက်ရှိဖြစ်ပျက်နေတဲ့သတင်းရုပ်တံဖြစ်ပါတယ်သူတို့ရဲ့မောက်မာစော်ကားမှုအတွက်ထိုက်တန်တဲ့တန်မိုးကိုပေးလိုက်ရပါပြီဒီနေ့ကစားပြီးဒီလူနှစ်ယောက်ဟာဆုံးကန်းတိုင်မရှိတဲ့အကျွေးနွံတွေနဲ့လူလောကရဲ့အောက်ခြေကျဆုံးနေရာတွေမှာတစ်သက်လုံးနောင်တရရင်ဖြတ်တန်းသွားရလိမ့်မယ်ဒီနေ့မင်းကိုထိပါဖို့စူးစမ်းခဲ့တဲ့ပိုးမွားကောင်တွေလေအင်ရှင်ကျွန်တော်တို့အိမ်ရောက်ပြီးအရှင်နဲ့အရှင်မအိမ်တော်တို့ပြန်လည်ရောက်ရှိခြင်းကိုကြိုးဆိုရတဲ့ခင်ဗျာမင်းစောစောကမေးတယ်နော်ကြောက်ချမ်းခေါ့ကဘာလို့ငါ့ကိုအရှင်လို့ခေါ်တာလဲဆိုတာဒီလောကမှာနေလင်းရောင်အောက်ကစီးစနစ်တွေရှိတယ်လို့ကွယ်ရာကတိတ်တဆိတ်စိုးမိုးထားတဲ့စီးမြင့်တွေလည်းရှိတယ်ငွေကြေးပမာဏတန်ပေါင်းကူညီချီကိုထိန်းချုပ်ထားတဲ့ရှိုးဝက်ချက်ပြောက်စီးပွားရေးမဟာမိတ်အဖွဲ့ကြီးတစ်ခုရှိတယ်အဲ့ဒီအဖွဲ့ကြီးရဲ့တူးတဲသောတိဆောက်သူကိုသူတို့ကအရှင်လို့ခေါ်ကြတာပဲရှင်ကဒီလောက်ရာအားလုံးကိုပိုင်ဆိုင်ထားတာတောင်မှဒါဆိုလွန်ခဲ့တဲ့3နှစ်လုံးဘာဖြစ်လို့ကျမနဲ့အတူတူစတူရမ်းမီတာ90ပဲရှိတဲ့အိမ်လက်ကားလေးထဲမှာလာကျက်ညက်နေရတာလဲနေ့တိုင်းညဈေးမှာမိခိုးတစ်ထောင်းနဲ့ပင်ပန်းခံနေရတာလဲဘာလို့လဲဆိုတော့လွန်ခဲ့တဲ့3နှစ်ကအဲ့ဒီမိုးရွာတဲ့ညမှာမင်းစီကြရခဲ့ခောက်ဆွဲတပကံရဲ့နှွေးထွေးမှုကငါအခုပိုင်ဆိုင်ထားတဲ့တန်ပေါင်းကူညီချီတန်တဲ့အင်မာယာကြီးထက်ပိုပြီးတန်ဖိုးရှိလို့ပေါ့ထိတ်ဆုံးမှနေရတဲ့အထီးကျန်မှုတွေကိုငါညှင်းငွေခဲ့တာအဲ့ဒီအချိန်တုန်းကငါလိုချင်ဆုံးကမင်းတယောက်တည်းပါဝတ်စုံအပြည့်နဲ့အာနာတွေကိုဆွန့်လွတ်လိုက်ပြီးအေးပယုံလေးဝတ်လို့ငါတို့နှစ်ယောက်တာမန်ဘဝလေးနဲ့အေးအေးဆေးဆေးနေနိုင်မယ်ထင်ခဲ့တာဒါပေမဲ့ငါမားသွားတယ်အောက်ခြေလူတန်းစားရဲ့တာမန်ဘဝဆိုတာဘေးကင်းလုံခြုံမှုရှိမနေဘူးပဲလက်တိချေတိမပါတဲ့ကျင်နာမှုဆိုတာဒီလောကကြီးထဲမှာတော့အပြစ်တစ်ခုလိုဖြစ်နေပြီဒါကြောင့်ငါဆက်ပြီးဟမ်မဆောင်တော့ဖို့ဆုံးဖြတ်လိုက်ပြီးဒီတာမန်လောကကြီးကငါတို့ရဲ့အေဂျင့်မှုကိုလက်မခံနိုင်ဘူးဆိုရင်လေဒီလောကကြီးတစ်ခုလုံးကိုမင်းရဲ့ခြေဝါးအောက်မှာဒူးထောက်စေရမယ်နိုးပြီလားလင်းရွံဒါတွေအားလုံးကတကယ်ပဲအိမ်မက်မဟုတ်ဘူးမလားကျမနိုးလာတဲ့အခါအရင်လိုမိုးယုံနေတဲ့အိမ်လက်ကားလေးထဲမှာပြန်ရောက်နေမှာကြောက်လို့ပါဒါကအိမ်မက်ဆိုရင်ဒီလောက်မွေးနေတဲ့မှုကင်ဦးမွေလေးရဲ့အနံ့ကိုမင်းရပါမလားအဝတ်စားလဲပြီးတစ်ခုခုစားလိုက်ဦးဒီနေ့မင်းကိုနေရာတစ်ခုခေါ်သွားမလို့ခေါင်းကိုမော့ထားစမ်းပါဒီနေ့ကစားပြီးမင်းဟာဒီလောကတဲ့ဘယ်နေရာမှာမဆိုဘသူရှိမှခေါင်းငုံနေစရာမလိုတော့ဘူးကြိုးဆိုပါတယ်ရှင်ဘာတွေလဲစင်းရဲသားနဲ့တွေထွက်နေတာပဲမျက်စင်ပါဘူးလားမကင်နဲ့နစ်လက်ကိုမလိုအပ်တော့ဘူးထင်တယ်ငါ့ကိုလာပြီး6မနေနဲ့ဒီအင်ဂျီကဘလောက်တန်လဲနင်းတီလားပါရီရုံးချုပ်ကနေတိုက်ရိုက်လေရင်နဲ့မှာထားတဲ့အပေးအဆောင်အစရက်စက်ညက်ဖာကိုဈေးနှုန်းက8တန်းပဲရှိသေးတယ်နင့်မိန်းမကိုရောသူဝတ်ထားတဲ့အဝတ်စုပ်တွေရောအကုန်ရောင်းရင်တောင်ဒီအင်ဂျီဘော်ကစိန်စစ်တလုံးပိုးတောင်ရောနိုင်မှာမဟုတ်ဘူးညစ်ပတ်သွားရင်နင်တို့အသက်နဲ့ရော်ရမှာနော်ကျမကကြည်ုံတင်ကြည့်ချင်လို့ပါတကယ်ပဲမထိမိပါဘူးကြည်ုံတင်ဟုတ်လားဒီနေရာကနင်တို့လိုစင်းရဲသားတွေလာကြည့်ရမယ့်နေရာမဟုတ်ဘူးလုံခြုံရေးတွေဘယ်ရောက်ကုန်ပြီလဲ
ဒီဝက်စုပ်ဝတ်ထားတဲ့ကောင်တွေကိုအပြင်ကိုအမြန်မောင်းထုတ်ကြစမ်းခဏနေရင်မစ္စလီလာပြီးအင်ဂျီဆန်းဝတ်တော်မှာငါတို့ဆိုင်ထဲကမြင့်မြတ်တဲ့လေထုတွေကိုလာပြီးမြည်ညမ်းစေနဲ့ဆိုင်မန်နေဂျာကျန်းဘာတွေစူညံနေတာလဲအဝေးကလေးကခွေးဟောင်တန်တွေကြားနေရတယ်။အိုးမစ္စလီကြောက်ပါရှင်မစ္စလီရောက်လာတာကံကောင်းတာပဲဘာမှမဟုတ်ပါဘူးရှင်ဘဲကနေရောက်လာမှမသိတဲ့စင်ရဲသားရက်ကွက်ထောသား2ယောက်ကြောင့်ပါသူတို့ကိုအခုပဲမောင်းထုတ်ဖို့လုပ်နေတာမစ္စလီစိတ်မပြတ်သွားပါနဲ့နော်ဒီခရောင်းစင်ချူရီရှော့ဘင်းမောက်ရဲ့အဆင့်တန်းကတကယ်ကိုအောက်ကျနောက်ကျနိုင်လုံးလာကြည်လားတကိုယ်လုံးဘေးတွန်းလဲပေါ်ကအဝတ်စုပ်တွေဝတ်ထားတဲ့သူငါနဲ့တမြေတဲ့နင်းပြီးမာပကျန်းပြင်ပေါ်ရက်နေရတယ်လို့ငါရဲ့အဆင့်တန်းကိုပါလာပြီးညှိုးနှွမ်းစေတယ်အခုချက်ချင်းဒီကောင့်ကိုအပြင်ကိုမောင်းထုတ်ဆန်ကြားလားအခုချက်ချင်းလက်တော့လေမစ္စလီကိုစိတ်ဆိုးအောင်လုပ်ရင်နင်တို့နာသွားမယ်နော်တမိနဲ့အတွင်းသုံးလွာကအမျိုးသမီးဝက်ထဲဆိုင်ရဲ့တာဝန်ခံကိုဒီကိုလွတ်လိုက်စမ်းဟာဖုံးဆက်ပြီးလူခေါ်နေတာလားသုံးလွာကလူကိုလွတ်လိုက်စမ်းပါဦးဟုတ်လားနင်ကမိမိကိုဘသူထင်နေလဲဒီမှာလာပြီးဆရာကြီးစက်တိုင်ဖမ်းမနေနဲ့ဟာဒီနေ့တော့တကယ့်ကိုပွဲကောင်းမြင်ရပြီဟဲ့စင်းရဲမွဲတွေနေတဲ့ကောင်လူကြားတဲ့အထာဖမ်းဖို့ကြတော့တော်ဝါသနာပါတာပဲငါဒီနေ့ဒီနေရာမှာပဲစောင့်ကြည့်နေမယ်ငါရဲ့နယ်မြေပေါ်မှာမင်းဘလို့လူမျိုးကိုခေါ်နိုင်မလဲဆိုတာကြည့်ကြသေးတာပေါ့လက်အောင်ငယ်သားခရောင်းစင်ချူရီရဲ့အထွေထွေမန်နေဂျာကျိုးဝံလင်းအရှင်ကိုဂါယဝပြုအပ်ပါတယ်ခင်ဗျာအရှင်ကိုယ်တိုင်ကြောက်ရောက်လာတာကိုကျွန်တော်မျိုးကြိုတင်မသိခဲ့လို့ကျွန်တော်မျိုးတေတန်နဲ့ထိုက်တန်ပါတယ်ဗျာအရှင်ဟုတ်လားဒါဘလို့လို့ဖြစ်နိုင်မှာလဲကျိုးဝံလင်းဆိုတာငါဖေကိုယ်တိုင်တွေ့ရင်တောင်ခါညွတ်ပြီးအယိုသေးပေးရတဲ့လူကြီးလူကောင်းလေသူကဘာဖြစ်လို့ဒီလိုဘေးတွန်းလဲဝတ်စုံဝတ်ထားတဲ့စင်းရဲသားကောင်ကိုဒူးထောက်အယိုသေးပေးနေရတာလဲကျိုးဝံလင်းမင်းရဲ့ဒီရှော့ဘင်းမောက်ကအဆင့်တန်းကတော့တကယ်ကိုမြင့်မားလုံးပါတယ်တကားငါမိမကဒီထဲကအင်ဂျီကိုလန့်ကြည့်ုံတင်ရှိသေးတယ်နာကောင်းတဲ့ကိုလက်ညှိုးထိုးပြီးစင်းရဲသားဆိုပြီးအပြောခံလိုက်ရတယ်လေမျက်စိမပါတဲ့အကောင်မနဲ့အထွေထွေမန်နေဂျာကျမမားသွားပါတယ်ကျမတကယ်မသိလို့ပါကျမတကယ်ပဲမသိလို့ပါရှင်နင့်ရဲ့ခွေးမျက်လုံးတွေကန်းနေတာပဲအရှင်နဲ့အရှင်မောက်ကိုတောင်မှလာပြီးစော်ကားရဲတယ်ပေါ့လုံကြုံရေးတွေဒီမိမကိုအပြင်ကိုဆွဲထုတ်သွားစမ်းပြီးတော့တလောကလုံးမှာပါနမီပြက်စရင်သွင်းလိုက်ဒီကျန်းချံမျိုးမှာသူလန်းတန်မျက်စိလဲတဲ့အလုပ်တောင်ရှာမရစေရဘူးမန်နေဂျာကျုပ်ကျိုးရှင်ကျမကိုထိလို့မရဘူးနော်ကျမဖေကလီချမ်းမင်ကိုကျမတို့မိသားစုကဒီကျန်းချံမျိုးရဲ့ဒုတိယအကြီးဆုံးစောက်လုပ်ရေးပစ္စည်းလုပ်ငန်းရှင်ပဲလီချမ်းမင်ကဘာကောင်းမလို့လဲအခုချက်ချင်းလီဆွေစောက်လုပ်ရေးလုပ်ငန်းနဲ့ပူးပေါင်းဆောင်ရွက်မှုအားလုံးကိုတစ်ဖက်သက်ရက်စဲလိုက်စမ်းပြီးတော့ကျန်းချံမျိုးမှာရှိတဲ့ငွေစုပန်တွေအားလုံးကိုချက်ချင်းအကြောင်းကြားလိုက်ဒီစက္ကန့်ကစားပြီးဘသူကများလီချမ်းမင်ကိုချင်းငွေတပြားတစ်ချက်ပဲဖြစ်ထုတ်ပေးရဲလဲကြည့်မယ်ထုတ်ပေးတဲ့ကောင်ကငါတို့ခရောင်းစင်ချူရီရဲ့ရန်သူပဲလီမီသားစုတစုလုံးဒေဝါလီခံရတဲ့အထိလုတ်ပစ်စမ်းအမိတ်တိုင်းပါခင်ဗျာမလုတ်ပါနဲ့မလုတ်ကြပါနဲ့ရှင်ကျမတိပါပြီကျမတကယ်ပဲမျက်စိမွဲခဲ့လို့ပါတောင်းပန်ပါတယ်ကျမတို့အချိန်ဝါမရှိတဲ့အညာတရားတယောက်လိုပဲသဘောထားပြီးလွတ်ပေးလိုက်ပါနော်တောင်းပန်ပါတယ်ကျမတို့မိသားစုကိုတော့ချမ်းသာပေးပါရှင်ဒီလောကကြီးတစ်ခုလုံးကိုမင်းရဲ့ခြေပွားအောက်မှာဒူးထောက်စေရမယ်တကယ်တော့သူပြောခဲ့တဲ့စကားလုံးတိုင်းကအမှန်တွေကြီးပဲလူရှင်းပြစံအဆင့်တရေးပေါ်လူရှင်းလင်းရေးအစီအစဉ်ကိုစတင်လိုက်တမိနစ်အတွင်းရှော့ဘင်းမော်ထဲမှာရှိတဲ့မသက်ဆိုင်တဲ့သူတွေအားလုံးကိုအပြင်ကိုမောင်းထုတ်ပစ်စံဒီနေ့တစ်နေ့လုံးခရောင်းစင်ချူရီရဲ့အယောင်းဝယ်ကိစ္စရဲ့အားလုံးကိုရက်ဆိုင်လိုက်မယ်